အရှုံးဆိုတာဘာကိုပြောတာတော့လို့မေးမယ်ဆိုရင်ကိုယ့်ရဲ့တန်တန်မှာအကုသိုလ်တွေဖြစ်သွားမှအရှုံးပါတဲ့သို့တော့လူတွေကအကုသိုလ်ဖြစ်သွားတာကိုအရှုံးလို့မထင်ဘူးဘာကိုအရှုံးထင်လို့ဆိုရင်ဂုံကိုထိခိုက်လို့စော်ကားခံရရလို့ဂုံရှုံးသွားတာကိုရှုံးတယ်လို့ထင်တယ်ပစ္စည်းဥစ္စာဆုံးရှုံးသွားမှဆုံးရှုံးတယ်လို့ထင်တယ်တစုံတစ်ခုဆုံးရှုံးသွားမှဆုံးရှုံးတယ်လို့ထင်တယ်ကိုယ်စိတ်ဓာတ်ကလေးကောင်းမွန်တဲ့စိတ်ဓာတ်ကလေးဆုံးရှုံးသွားတာကြတော့နှမျောရကောင်းမှမသိဘူးတကယ်အနှစ်သာရကကိုယ်စိတ်ဓာတ်ကလေးဆုံးရှုံးမှုကအနှစ်သာရမဆုံးရှုံးမှုကပိုတောင်းရေးကြည့်တယ်ပစ္စည်းဥစ္စာဆုံးရှုံးသွားတာအပင်ငရဲမရောက်ဘူးဂုဏ်သိက္ခာတွေဆုံးရှုံးသွားတာအပင်ငရဲမရောက်ဘူးသိခံလိုက်သည့်အတွက်ကြောင့်ဘာကအပင်ငရဲရောက်တော့ဆိုရင်တုံ့ပြန်ပြီးတော့ဒေါသထွက်လိုက်ရင်အဲ့ဒီဒေါသအတိမကောင်းတဲ့ဘုံပေါ့အ ਨੇ ဆုံးတော့အယုတ်ဆိုးအကြည့်တန်တဲ့ဘဝကိုပို့ပြီးတယ်ဒီကနေ့ခေတ်လူတွေမှာကြည့်လိုက်တချို့မျက်နှာလေးတွေအပြုံးရွှင်တဲ့မျက်နှာရှိတယ်တချို့မျက်နှာတွေကပြုံးလို့မရတဲ့မျက်နှာမျိုးကြီးတွေရှိဘာဖြစ်လို့ဟိုဘဝတော့ခဏခဏစိတ်တူတယ်လို့စိတ်တူနေတဲ့အချိန်မှန်တဲ့ကြည့်လိုက်ပေါ့ဘလို့မှမလှဘူးလေစိတ်တူနေတဲ့မျက်နှာအဲ့ဒီမျက်နှာမျိုးကြီးတွေကြီးပဲနောက်ရဆက်ပြီးအဲ့ဒါကိုကိုယ့်အတွက်ဆုံးရှုံးမှုဘဝမှာမလှမပဖြစ်တယ်လို့ဒီလိုပြောတာနော်အေးဒါကြောင့်မလို့ဓမ္မစလာတုတ်တံမှာမြတ်စွာဘုရားကဒီလိုဟောတာထို့တူပဲပတန်တာလို့ခေါ်တဲ့ချီးမွမ်းခံရမှုနဲ့ကျုံလာပြီဆိုလို့ရှိရင်ဘာလို့ချီးမွမ်းခံရမှုနဲ့ကျုံလာပြီဆိုလို့ရှိရင်လေဝမတာနဲ့ဘဝင်မမြင့်လိုက်နဲ့လို့ပြောများသောအားဖြင့်လူတွေကဝမ်းသာပြီဆိုရင်လောကရန်လို့မထင်ကြဘူးအဲ့ဒါလေလောကရန်ကိုမခံနိုင်လို့စိတ်ရဲ့လှုပ်ရှားမှုလို့ခေါ်တယ်ချီးမွမ်းခံရလို့ရှိရင်တဲ့ဝမ်းသာနေမယ်ဆိုရင်ဘာဆုံးရှုံးနိုင်တော့ဆိုလို့ရှိရင်အဲ့ဒီဝမ်းသာမှုကြောင့်ဒါလေးတွေခြေနှက်နေပြီးတော့ကိုယ့်ရဲ့တိုးတက်မှုအတွက်အနေဖြစ်တယ်ဘဝင်မြင့်သွားရင်ဒီတဲ့ပူဆိုးတဲ့အန္တရာယ်တွေရောက်နိုင်တယ်